အားလုံးပဲမင်္ဂလာပါရဆွေသမီးချင်းအပေါ်တို့ကြားမှာကြားလာကြပါစေတို့အေစာဒဒီဝအားလုံးပိုင်ဆိုင်နေကြပါစေဒီကနေ့မှာကျွန်တော်စီပိုင်းရဲ့အတွက်ကာထာတော်တခုဒီပြပေးချင်ပါတယ်ဒီကာထာတော်ကိုယူပါချင်းယူပါရချင်းအဖြစ်အကျုပ်ကျေးဇူးတွေကိုအမြတ်ကြီးစီးပါတယ်ဒီကာထာတော်ကိုမိစေတို့အတွက်အကျုပ်စီးနေမယ်လို့ကျွန်တော်ဒီပေးနေပါတယ်ဒီကာထာတော်ကိုအသွင်တော်စီးပြီးကျွန်တော်ဗီဒီယိုတွေကိုအဆုံးထိကြည့်ပေးနေပါကျွန်တော်မေတ္တာရက်ခါပါတယ်ဒီကာထာတွေကိုအပါလေးတွေကိုကျွန်တော်ရုပ်ဖတ်ပေးပါမယ်ဒီချာနာတော်ပါဗုဒ္ဓနာအဘိဟဒနာစတောနာပိစယနာနတိကာကိနစိအာတရာယောကာတုဘောဓမဟာတာဧဝမေဟောတုဗုဒ္ဓနာအဘိဟဒနာစတောနာပိစယနာနာတိကာကိနစိအာတရာယောကာတုဘောဓမဟာတာဧဝမေဟောတုမနကဆိုကြည့်မယ်ဗုဒ္ဓနာအဘိဟဒနာစတောနာပိစယနာနတိကာကိနစိအာတရာယောကာတုဘောဓမဟာတာဧဝမေဟောတုနောတကပြဆိုကြည့်မယ်ဗုဒ္ဓနာအဘိဟဒနာစတောနာပိစယနာနတိကာကိနစိအာတရာယောကာတုဘောဓမဟာတာဧဝမေဟောတုဗုဒ္ဓနာအဘိဟဒနာစတောနာပိစယနာနတိကာကိနစိအာတရာယောကာတုဘောဓမဟာတာဧဝမေဟောတုဗုဒ္ဓနာအဘိဟဒနာစတောနာပိစယနာနတိကာကိနစိအာတရာယောကာတုဘောဓမဟာတာဧဝမေဟောတုဒီကထာတော်တွေကိုယူဖတ်ရချင်အဖြစ်အကျိုးကျေးဇူးတွေကိုစီပွားအတက်အခက်အဒရဟိုတမြတ်တို့အလွယ်တူကူကျော်လွှားအောင်စေနေယူဖတ်တဲ့အခါမှာဘုရားကိုအတူပြုပြီးလို့ပါရိုးကြီးလေးလေးနက်နက်ယူဖတ်ဖို့လိုပါတယ်ပြီးတဲ့အခါနဲ့ယူဖတ်ပါအလိုပဲကျေးဇူးတင်ပါတယ်မင်္ဂလာ